သားမြင်မိတယ်အခုချိန်မှာစုခါကခိုင်းနာကခိုင်းသွားရင်နိုင်လည်းမသွားနိုင်နဲ့အမေသွားကကြွေးစားမရလေတော့တားလာရေးပြန်လာပါတော့တကြော်ကြော်တန်းတမျိုးမှန်းစားလို့အမေကငိုမြည်ချမျက်ရည်မခံမရွေတော့အမေသားတို့ကိုလွမ်းနေနေတိုင်းပါရိုင်းနေတဲ့တိတ်နဲ့ကမေပုံလေးကိုသားမြင်မိတယ်အခုချိန်မှာစုခါကကိုင်းနာကထိုင်သွားရင်နိုင်လည်းမသွားနိုင်နဲ့အမေသွားကကြွေးစားမရလေတော့သမီးလာရေးပြန်လာပါတော့တကြော်ကြော်တန်းတမျိုးမှန်းစားလို့အမေကငိုမြည်ချမျက်ရည်မခံမရွေတော့အမေသမီးတို့ကိုလွမ်းမဲနေတိုင်းပါကျွေးမျက်ရည်လေးတုပ်ပေးခြင်းနဲ့အမေမြင်းချမ်းမြို့စီသားပြန်ခဲ့မည်ကျွေးမျက်ရည်လေးတုပ်ပေးခြင်းနဲ့အမေရွာဖျားဝဲသားပြန်ခဲ့မည်အခုလဲပါတယ်အမကြီးလဲသူတို့လာမယ်ညီလေးနဲ့ညီမလေးကလည်းအမေစီကိုပြန်မယ်ဆိုတော့ဝမ်းသာလွန်းတော့သားလူလာကစားလေးရေးတယ်သားလာလို့သမီးလာလို့မျောလို့ရင်နဲ့ရတွေ့ကြချမ်းမျက်ရည်မခံမရွေတော့အမေသားတို့ကိုလွမ်းနေနေတိုင်းမှာတဲ့နဲ့ကမေပုံလေးကိုသားမြင်မိတယ်ခုချိန်မှာစုခါကကိုင်းနာကထိုင်သွားခြင်းနိုင်လည်းမသွားနိုင်နဲ့အမေသွားကကြွေးစားမရလေတော့သားလာရေးပြန်လာပါတော့တကြော်ကြော်တန်းတမျိုးမှန်းစားလို့အမေကငိုမြည်ချမျက်ရည်မခံမရွေတော့အမေသားတို့ကိုလွမ်းမဲနေတိုင်းမှာချွေမျက်ရည်လေးတုပ်ပေးခြင်းနဲ့အမေမြင်းချမ်းမြို့စီအပြည့်ပြန်ခဲ့မည်ချွေမျက်ရည်လေးတုပ်ပေးခြင်းနဲ့အမေရွာဖျားဝဲသားပြန်ခဲ့မည်အခုလဲပါတယ်အမကြီးလဲသူတို့လာမယ်ညီမလေးကလည်းအမေစီကိုပြန်မဲဆိုတော့ဝမ်းသာလွန်းလို့သားလူလာကစားကလေးရေးတယ်သားလာနို့သမီးလာနို့မျောကိုရင်နဲ့ရတွေ့ကြချမ်းမျက်ရည်မခံမရွေတော့အမေသားတို့ကိုလွမ်းနေနေတိုင်းမှာ